အမျိုးသမီးဝန်ထမ်းတွေကဥက္ကဋ္ဌရဲ့အိမ်ကိုအတူတူအလဲလာခဲ့ကြပါတယ်မထင်မှတ်ပဲတကားသောစနစ်ကမတော်တဆကောင်မလေးမျက်နှာကိုမှတ်မိသွားပြီးအလိုလျောက်တကားပွင့်သွားပါတယ်တခြားဝန်ထမ်းတွေကကောင်မလေးကိုရှုပ်ထွေးစွာကြည့်နေကြတာကြောင့်သူမလည်းပြရခတ်သွားပါတယ်ဥက္ကဋ္ဌနဲ့သူမရဲ့ပတ်သက်မှုကိုတခြားလူတွေသိသွားမှကြောက်နေတာကြောင့်ကောင်မလေးကဒရိုက်တာကိုတမင်တက်တက်မြောက်ပင့်ပြောဆိုပြီးတကားပွင့်ရတဲ့အကြောင်းရင်းကိုသူမစီလွှဲချလိုက်ပါတယ်ဂုံမက်တဲ့ဒရိုက်တာကတော့သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့အားကျမှုကိုရယူဖို့အတွက်သူမကတကားဖွင့်လိုက်တာဖြစ်ကြောင်းအရှက်မရှိဝန်ခံလိုက်ပြီးသူမကပဲအင်ရှင်မတယောက်လိုမျိုးဝန်ထမ်းအားလုံးကိုအထက်ဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာကောင်မလေးရဲ့ဥက္ကဋ္ဌကတိတိကျကျဝတ်စားစင်ရင်နေလုံးဖြစ်ပြီးသူ့ကိုမြင်တဲ့အခါကောင်မလေးမျက်နှာပေါ်ကအံ့ဩသွားမဲ့ပုံစံကိုမျှော်လင့်ဆောင်စားနေပါတယ်ကောင်မလေးအတွက်သူပြင်ဆင်ထားတဲ့ဖိတ်စာကသူ့လက်ထောက်ကြောင့်ဒရိုက်တာစီမတော်တဆရောက်သွားခဲ့တာကိုသူမသိခဲ့ပါဘူးဥက္ကဋ္ဌကသူမကိုသဘောကျနေတယ်လို့ဒရိုက်တာကထင်သွားပြီးကြောဝါဖို့အတွက်သူမကလုပ်ဖော်ကိုင်ဖက်တစ်တိုက်ကိုဖိတ်ခေါ်လိုက်ပါတယ်ကောင်မလေးကဥက္ကဋ္ဌကိုပုံနေဖို့အမြန်ပြောလိုက်ပါတယ်လုပ်ဖော်ကိုင်ဖက်တွေဧခန်းထဲဝင်လာတဲ့အခါအချစ်ဆက်ဆန်အလှဆင်ထားမှုကြောင့်သူတို့အားလုံးမှင်သက်သွားကြပြီးစပွဲပေါ်ကပန်းတွေနဲ့ဝိုင်းတွေကိုကြည့်လိုက်ကြပါတယ်ဒရိုက်တာကချက်ချင်းပဲလူတိုင်းရဲ့အားကျစရာစံပြလိုဖြစ်လာပါတယ်တစ်ချိန်တည်းမှာကောင်မလေးကသူမပေါ်ထားတဲ့ဥက္ကဋ္ဌရဲ့အချစ်ကိုလည်းခံစားလိုက်ရပါတယ်ဒီခိုက်တက်မှာစင်ပေါ်ကဓပုံတပုံကိုကောင်မလေးရုတ်တရက်မြင်လိုက်ပါတယ်ဘသူမှအာယုံမဆိုင်တဲ့အချိန်မှာဓပုံကိုယူသွားဖို့သူမအမြန်ကြိုးစားလိုက်ပါတယ်မထင်မှတ်ပဲဒရိုက်တာကရှောက်လာခဲ့ပြီးကောင်မလေးကိုတခုခုခိုးယူလိုက်သလားဆိုပြီးမေးမြန်းပါတယ်ကောင်မလေးလည်းလက်တွေမြှောက်ပြီးအမြန်ညင်းလိုက်ပါတယ်ဒါပေမဲ့ဒရိုက်တာကကောင်မလေးခိုးကြောင်ခိုးဝက်ဖြစ်နေတယ်ဆိုပြီးစက်တိုက်ဆွဆွဲနေပါတယ်ပြီးတော့သူမကကောင်မလေးအိတ်ကိုလူယူလိုက်ပြီးဖွင့်ကြည့်လိုက်တဲ့အခါဗလာဖြစ်နေတာတွေ့လိုက်ပါတယ်တကယ်တော့ကောင်မလေးကဓပုံကိုသူ့ရဲ့တငယ်ချင်းလက်ထဲတိတ်တဆိတ်ထည့်ထားခဲ့ပါပြီကောင်မလေးကသူမကိုမျက်နှာပြတ်အောင်လုပ်လိုက်တယ်လို့ဒရိုက်တာကထင်သွားပါတယ်ဒါနဲ့သူမကဥက္ကဋ္ဌရဲ့ဇနီးတဲ့အဖြစ်အမိခံလိုက်ပြီးအစားတောက်ပြင်ဆင်ဖို့ကောင်မလေးကိုမိဖို့ကြောင့်နဲ့တွားခိုင်းလိုက်ပါတယ်အမှန်တရားပေါ်မသွားအောင်ဖုံးကွယ်ဖို့အတွက်သူမပြောတဲ့အတိုင်းကောင်မလေးလုပ်ခဲ့ရပါတယ်ဒါပေမဲ့ဒရိုက်တာကကောင်မလေးဒီအိမ်နဲ့အရန်ရင်းနှီးနေတာကိုသတိထားမိလိုက်မှန်းသူမမသိခဲ့ပါဘူးမိဖို့ကြောင့်နဲ့ဝင်ဝင်ချင်းမှာပဲလက်တစ်ဖက်ရဲ့ဆွဲဖမ်းတာကိုခံလိုက်ရပါတယ်တကယ်တော့ဥက္ကဋ္ဌကအထဲမှာပုံနေခဲ့တာဖြစ်ပါတယ်ကောင်မလေးကသူ့ရဲ့ယုံနာရွက်တွေကိုပျော်ရွှင်စွာထိကင်လိုက်ပါတယ်မထင်မှတ်ပဲဒီအချိန်မှာဒရိုက်တာကဥက္ကဋ္ဌစီဖုန်းခေါ်လိုက်ပါတယ်သူ့ဖုန်းရဲ့မီတန်ကမိဖို့ကြောင့်ထဲမှာထွက်ပေါ်လာခဲ့ပါတော့တယ်